မျိုးသမီးတအူဟာတောင်ပေါ်ကိုတောဟင်းသီးဟင်းရွက်ရှာဖွေဖို့တရင်စွန့်ပစ်ခံထားရတဲ့တတဝါလေးတချို့ကိုမတော်တဆတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအကောင်ပေါက်လေးတွေအသက်မရှင်နိုင်မှစိုးရိမ်တာကြောင့်သူမဟာအိမ်ကိုခေါ်လာခဲ့ပါတယ်။အိမ်ရုပ်တာနဲ့သူတို့ကိုစိတ်နှုတ်တကောင်ချင်းစီတိုက်ကျွေးပြီးတသက်ရှိရဲ့အိယာလေးပြင်ဆင်ပေးခဲ့ပါတယ်။ဘိုင်ဝအသွားတဲ့အကောင်ပေါက်လေးတွေဟာတကောင်နဲ့တကောင်ကတ်လုံးပြီးချိုးမြင်းစွာအိတ်မောကြသွားကြပါတော့တယ်။သူတို့ကိုဂရုတစိုက်ဆောင်ရှောက်နိုင်ဖို့အတွက်အမျိုးသမီးဟာ2 နာရီကြာတခါနှိုးဆက်ပေးပြီးနှိုးတိုက်ကျွေးခဲ့ပါတယ်။ရက်အနေငယ်ကြာလာတဲ့အခါမှာတော့သူမရဲ့အပင်ပန်းခံဆောင်ရှောက်မှုကြောင့်အကောင်ပေါက်လေးတွေဟာတိတိတသာထွာလာပြီးအမွှေးနုအမဲလေးတွေစပေါက်လာပါတယ်။ကြည်ရတာကြောက်ကလေးတွေနဲ့စင်တူနေတာကြောင့်သူမစိတ်ထဲမှာထင်းသွားမိပေမဲ့အားထုံခွန်စိတ်နှိုးဆိုနေတဲ့သူတို့ရဲ့အသက်ရှင်ခြင်းစိတ်ကိုမြင်ရတဲ့အခါဘာပဲဖြစ်ဖြစ်ဒီရေစက်ကိုတာဝန်ယူပြီးဆက်လက်ဆောင်ရှောက်ဖို့သူမဆုံးဖြတ်လိုက်ပါတယ်။အချိန်တွေတရွေ့ရွေ့ကုံဆုံးလာတာနဲ့အမျှအကောင်ပေါက်လေးတွေဟာတနေ့တခြားပြောင်းလဲလာပါတယ်။အမဲရောင်အမွှေးနုလေးတွေကျွတ်သွားပြီးခက်စိတ်စိတ်မိခိုးရောင်အမွှေးတစ်လေးတွေပေါင်လာသလိုအမီးလေးတွေကလည်းတနေ့ထက်တနေ့ပိုပြီးဖဖနာနာထက်လာပါတယ်။ဒီအခါမှပဲအမျိုးသမီးဟာဝမ်းသာအားရနဲ့သူတို့ရဲ့အစစ်အမှန်ကိုသိလိုက်ရပါတော့တယ်။သူတို့ဟာကြွက်တွေမဟုတ်ဘဲရှင်ကလေးတွေဖြစ်နေတာပါ။သူတို့လေးတွေကြီးထွားလာတာနဲ့အမျှလွတ်လွတ်လပ်လပ်စော့ကစားနိုင်မှုတက်လူတခင်တန်းတွေဝယ်ပေးပြီးအစာကိုလည်းမျိုးစုံအောင်ပြင်ဆင်ကျွေးမွေးခဲ့ပါတယ်။သူတို့လေးတွေအစာပိုစားလာလို့ကုန်ကြစရိတ်တက်လာပြီးမှမြင်းရီရှစ်ရီစားနေတာကိုကြည့်ပြီးအမျိုးသမီးဟာပီတိဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမဟာနောက်ဖဲခြံဝဲတစ်ခုလုံးကိုသူတို့အတွက်ဖွင့်ပေးလိုက်ပြီးအစာကြီးတဲ့ဆက်သူပါတက်ဆင်ပေးလိုက်ပါတယ်။ဒီနေရာလေးဟာသူတို့အတွက်အကန့်အသတ်မရှိစူးစမ်းနိုင်တဲ့ပရာတိတုပုံလေးဖြစ်သွားပါတော့တယ်။တနေ့မှာတော့ခြံသေးတန်နီဒုံဒုံဆိုတဲ့အတန်ကြားလို့တွားကြည့်လိုက်တဲ့အခါရှန်ကလေးတကောင်ဟာတစ်ကိုင်းထက်မှထိုင်ပြီးထင်းရှူးသီးတွေကိုအကူပစ်ချနေရကိုတွေ့လိုက်ရပါတယ်။အဲ့ဒီမြင်ကွင်းမြည်ကြည့်ရင်အမျိုးသမီးဟာတခုကိုသတိပြုသွားပါတယ်။အရင်ကတော့ငါကပဲဒီအသက်မိတ်လူနီးပါတဲ့တတဝါလေးတွေကိုကဲတင်ခဲ့တယ်လို့ထင်ခဲ့တာ။တကယ်တော့သူတို့လေးတွေရဲ့အဖြစ်ကင်းနဲ့အနောက်ရှက်လေးတွေနဲ့ငိုက်ကိုလိုအပ်နေတဲ့နွဲထွေးမှုတွေကပဲငါရဲ့စိတ်နှလုံးကိုပြန်လဲကုသပေးခဲ့တာပါလား။